အမျိုးသားကပင်ပန်းနေပြီးအကျော်ဆက်လိုက်တဲ့အခါသူ့ကိုချုပ်နှောင်ထားတဲ့တန်လောင်အိမ်ကမတော်တဆပွင့်ထွက်သွားခဲ့တယ်ဒါပေမဲ့သူထွက်ပြေးဖို့မကြိုးစားခဲ့ပါဘူးအဲ့ဒီအစားသူကတောင်းပန်ပြီးပြန်လဲအိတ်လိုက်တယ်သူတို့ကသူ့ကိုတန်လောင်အိမ်အစ်စ်တစ်ခုတည်းထည့်လိုက်ကြတယ်သူဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့သူ့ကိုဖမ်းဆီးခဲ့တဲ့အမျိုးသမီးကိုချစ်မိသွားလို့ပါပဲသူမအတွက်သူကအကျဉ်းချခံရတာကိုလိုလားလက်ခံခဲ့တာပါပြီးတော့မဝင်ခင်မှာသူမကိုစနောက်ဖို့တောင်စူးစမ်းခဲ့သေးတယ်ဒါပေမဲ့အကန်ခံလိုက်ရတာပါပဲအတွင်းထဲရောက်တော့အကျဉ်းသားတွေအားလုံးစွမ်းရည်တွေကုန်ခန်းနေတယ်လို့ဖြစ်နေတာကိုသူတတိထားမိလိုက်တယ်ဒါကသူ့ကိုစိတ်ရှုပ်ထွေးစေခဲ့တယ်အဲ့ဒီအချိန်မှာကြောက်စရာကောင်းတဲ့ထောင်မှုဝင်လာပြီးဒီမှာရှိတဲ့လူတိုင်းသူ့ကိုနာခံရမယ်လို့ပြောခဲ့တယ်ဒါပေမဲ့အမျိုးသားကဂယုမဆိုင်ပဲမကြခင်ပြန်ထွက်သွားတော့မယ်လို့ပြောခဲ့တယ်တခြားသူတွေကသူလိမ့်နေတယ်လို့ထင်ကြတယ်ဘာလို့လဲဆိုတော့နှစ်ပေါင်းရချီကြအောင်ဘယ်သူမှဒီထောင်ကနေမလွတ်မြောက်ဘူးလို့ပါအဲ့ဒီနောက်အမျိုးသားကနေရန်ပေါ်မှာကြီးမားတဲ့ကြောက်တုံးတုံးကိုတတိထားမိလိုက်ပြီးအဲ့ဒါကလူတိုင်းရဲ့မော်စွမ်းရည်တွေကိုစုပ်ယူနေမှန်းသဘောပေါက်သွားတယ်ဒါကြောင့်သူတို့အားလုံးအားနဲ့နေပုံပေါက်နေကြတာပါအမျိုးသားကသူ့မော်စွမ်းရင်ကိုပေးဖို့ညှင်းဆန်တာတွေ့တော့ထောင်မှုကဒေါသထွက်ပြီးသူ့ကိုပညာပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အမျိုးသားကအရင်စတိုက်လိုက်တယ်ထောင်မှုနောက်မှာရက်နေတဲ့လူနှစ်ယောက်ကချက်ချင်းဖုံမှုဖြစ်ပြောင်းလဲသွားခဲ့တယ်ထောင်မှုကတော့ဒဏ်ရာမရခဲ့ပါဘူးဘာလို့လဲဆိုတော့သူကဘယ်တိုက်ခိုက်မှုကိုမဆိုတခြားသူတွေစီလွှဲပြောင်းနိုင်လို့ပါထောင်မှုကိုမနိုင်မှန်းသိလိုက်ရတော့အမျိုးသားကနာခံမှုရှိနဲ့သူ့အခန်းစီပြန်ဝင်သွားခဲ့တယ်တညလုံးစဉ်းစားပြီးနောက်သူ့အဖြစ်တစ်ခုရှာတွေ့သွားခဲ့တယ်ပြီးတော့ထောင်မှုကသူ့ထောင်ချောက်ထဲဝင်နေမှန်းလုံးဝမသိခဲ့ပါဘူးအမျိုးသားကထောင်တကားဘေးနှစ်ဖက်ကတန်တိုင်းတွေကိုဆွဲဖြုတ်လိုက်ပြီးထောင်မှုကိုနေရာမှာတင်ချုပ်နှောင်ဖို့အသုံးပြုလိုက်တယ်ထောင်မှုကဒေါသအကြီးဟိဟောက်ပေမဲ့မလှုပ်ရှားနိုင်တော့ပါဘူးအမျိုးသားကထောင်ထဲကနေယုံကြည်မှုရှိလမ်းလျှောက်ထွက်ခွာသွားတာကိုပဲသူကြည့်နေနိုင်ခဲ့ပါတော့တယ်